He's saying, I can of my own self do nothing. That means it's zero. So do you change your Allah change his mind? Allah doesn't change the mind. So why are you saying? Muslim တရားဟောဆရာဒေါက်တာဇကီရနိုင်နဲ့မွတ်စလင်ဘာသာကနေခရစ်ယာန်ဖြစ်သွားတဲ့လူငယ်တဦးရဲ့ဆွေးနွေးချက်ကိုကျွန်တော်သုံးသပ်သွားမှာဖြစ်တယ်။သူတို့အဓိကဆွေးနွေးသွားတဲ့အကြောင်းအရာကတော့ယေရှုဟာဖယားသခင်ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်တယ်။မှတ်သားဖို့ကောင်းတဲ့အချက်တွေကိုတွေ့ရမှာဖြစ်တယ်။ I am the one born in Islam, but no, I'm born in Islam, I'm growing in Christ. You originally you're born in a Muslim family. Yeah, Then yeah, you became a Christian. yeah. Okay. So what's the question? ခရစ်ယာန်လူငယ်ကသူဟာမွတ်စလင်မိသားစုမှာမွေးဖွားတဲ့သူဖြစ်တဲ့အကြောင်းနဲ့ခရစ်ယာန်ဖြစ်သွားတဲ့အကြောင်းကိုပြောပြတယ်။ဒေါက်တာဇကီရနိုင်ကမင်းမေးချင်တာပါလေတဲ့ So I thank God, Jesus Christ is in his name. So do you agree? Jesus says, my father. Do you agree with him? That Jesus and the Quran, Jesus, same Jesus. Do you believe? 100% I agree with what he's saying. But what do you mean when he says this? ခရစ်ယာန်လူငယ်ကယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့်ဖယားသခင်ကိုကျေးဇူးတင်တယ်။ဖယားသခင်ကိုငါခမဲတော်လို့ခေါ်တဲ့ယေရှုဟာကိုရန်ကျမ်းထဲကယေရှုနဲ့အတူတူဖြစ်တယ်လို့သင်ယုံသလားတဲ့။ဒေါက်တာဇကီရနိုင်ကယေရှုပြောတာကိုယာနှုံးပြည့်သဘောတူတယ်တဲ့။ဒါပေမဲ့မင်းဘာကိုဆိုလိုသလဲတဲ့။ခရစ်ယာန်လူငယ်ကသင်ဘာပဲပြောကျွန်တော်မေးတာကသင်သဘောတူသလားတဲ့။သဘောတူတယ်တဲ့။မင်းရဲ့မိကုန်းကိုငါနားလဲတယ်။မင်းကကျမ်းစာကိုနားမလဲဘူး။မင်းကိုးကားထားတဲ့ကြမ်းချက်ကတဝက်ပဲပြည့်စုံမှန်ကန်တာမဟုတ်ဘူးမင်းကိုးကားတဲ့ကြမ်းချက်ကယောဟန်အခိုင်14အငယ်6ဖြစ်တယ်တဲ့ခရစ်ယာန်လူငယ်ကမဟုတ်ဘူးအဲ့ဒီကြမ်းချက်မဟုတ်ဘူးယောဟန်အခိုင်14အခန်းငယ်28နဲ့ယောဟန်အခိုင်9အငယ်30မှာယေရှုပြောထားတဲ့အရာကိုသဘောတူသလားလို့ကျွန်တော်မေးချင်တာပါတဲ့မစ္စတာဇကီရနိုင်ကအဲ့ဒီကြမ်းချက်တွေမှာဘာတွေပြောထားသလဲတဲ့ကျမ်းစာကိုလှန်ပရောလူငယ်လေးကယောဟန်အခိုင်9အငယ်30ကိုထပ်ပြီးပြောပြလိုက်တယ်။မစ္စတာဇကီရနိုင်ကခရစ်ယာန်လူငယ်ပြောပြတဲ့ယောဟန်အခိုင်9အငယ်30ကိုအလွတ်ရတယ်ဆိုပြီးဆိုပြလိုက်တယ်။ငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်ငါသည်ကြားသည်အတိုင်းတရားစီရင်၏ငါစီရင်ခြင်းသည်လည်းတရားတော်နှင့်ညီညွတ်၏အကြောင်းမူကားငါသည်ကိုအလိုတို့မလိုက်ငါကိုဆေလွတ်တော်မူသောခမဲတော်၏အလိုတို့လိုက်၏မစ္စတာဇကီရနိုင်ကသူအလွတ်ချက်ထားတဲ့ယောဟန်အခိုင်ကအငယ်30ကို3ခေါက်လောက်ရွတ်ဆိုပြလိုက်တယ် So do you agree? I agree with it. ခရစ်ယာန်လူငယ်ကအဲ့ဒီကြမ်းချက်မှာယေရှုပြောထားတဲ့အရာကိုသဘောတူသလားလို့မစ္စတာဇကီရနိုင်ကိုမေးလိုက်တယ်မစ္စတာဇကီရနိုင်ကသဘောတူတယ်လို့ပြောပြီးတော့မင်းကိုးကားထားတဲ့ကြမ်းချက်ကိုဘာကြောင့်ပြောင်းလိုက်တာလဲလို့မေးလိုက်တယ်တကယ်တော့ခရစ်ယာန်လူငယ်ကသူကိုးကားထားတဲ့ကြမ်းချက်ကိုပြောင်းလိုက်တာမဟုတ်ဘူးစောကလည်းယောဟန်အခိုင်14အငယ်28နဲ့ယောဟန်အခိုင်9အငယ်30ကိုပြောပြထားပါတယ်မစ္စတာဇကီရနိုင်ကသူအလွတ်ချက်ထားတဲ့ယောဟန်အခိုင်9အငယ်30ကို3ခေါက်လောက်ရွတ်ဆိုပြလိုက်တယ်မစ္စတာဇကီရနိုင်ကအခုလိုဆက်ပြောတယ်ယေရှုကငါခမဲတော်လို့ပြောတာဟာဖယားသခင်ကိုရည်ညွှန်းတာဖြစ်တယ်ဆိုပြီးရှင်းပြတယ်ယေရှုကသူဟာဖယားသခင်အလိုတော်ကိုဆောင်ဖို့လာတယ်လို့ပြောတဲ့အတွက်ယေရှုဟာမွတ်စလင်ဖြစ်တယ်တဲ့ဖယားသခင်ရဲ့တမန်တော်ပဲဖြစ်တယ်တဲ့ယောဟန်အခိုင်ကအငယ်30မှာယေရှုပြောတဲ့အရာကိုယာနှုံးပြည့်ငါယုံကြည်လက်ခံတယ်မင်းကရောယုံသလားလို့ခရစ်ယာန်လူငယ်ကိုမေးလိုက်တယ် Yes, 100% I believe. ခရစ်ယာန်လူငယ်ကကျွန်တော်လဲယာနှုံးပြည့်ယုံကြည်တယ်ဆိုပြီးတော့မစ္စတာဇကီရနိုင်ကိုအခုလိုမေးလိုက်တယ် So if you believe Jesus has a father in Quran whole Quran, God you claim in Christianity God father is God, right? So in whole Quran there is no mention the father. You no call Allah my father, right? Of course we don't. ယေရှုမှာအဖခမဲတော်ရှိတယ်ဆိုတာကိုသင်ယုံကြည်ရင်ကိုရန်ကျမ်းမှာဖော်ပြထားတဲ့ယေရှုမှာရောအဖခမဲတော်ရှိသလားကိုရန်ကျမ်းတစ်ခုလုံးမှာအလ္လာဟ်ကိုအဖခမဲတော်အဖြစ်ဖော်ပြထားတဲ့နေရာတစ်ခုမှမရှိဘူးကျွန်တော်တို့ခရစ်ယာန်တွေကဖယားသခင်ကိုအဘခမဲတော်လို့ခေါ်ခွင့်ရှိတယ်ခမည်းတော်မွတ်စလင်တွေကတော့အလ္လာဟ်ကိုငါခမဲတော်လို့ခေါ်ခွင့်မရှိဘူးဟုတ်တယ်မဟုတ်လားမစ္စတာဇကီရနိုင်ကဟုတ်တယ်တဲ့ So
in basis, Jesus not miss Muslim. Someone when he say, Allah is my father, Allah, he was out of Islamity, right? Correct. So, how you say, Jesus, you say, keep says my father, but you say you reject. Because ခရိယန်လူငယ်ကဒါဆိုရင်ယေရှုကဖယားသခင်ကိုငါခမဲတော်လို့ခေါ်ရင်ယေရှုဟာမွတ်စလင်မဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားလို့ပြန်ပြီးတော့မေးလိုက်တယ်ဒေါက်တာဇကာနိုက်ကမှန်တယ်တဲ့ခရိယန်လူငယ်ကဒါဆိုရင်အလ္လာဟ်ကိုငါခမဲတော်လို့ခေါ်တာကိုတားမြစ်ထားပြီးတော့ဖယားသခင်ကိုငါခမဲတော်လို့ပြောလက်ရှိတဲ့ယေရှုကိုမွတ်စလင်ဖြစ်တယ်လို့ဘာကြောင့်ပြောတယ်လဲတဲ့မစ္စတာဇကာနိုက်ကဟိုပြောဒီပြောလုံနေတဲ့အချိန်မှာခရိယန်လူငယ်ကတစုံတစ်ခုကိုပြောဖို့လုံနေတယ်ဒါပေမဲ့မစ္စတာဇကာနိုက်ကခရိယန်လူငယ်လေးကိုဘာမှမပြောဖို့တားလိုက်တယ်မေခွန်းတစ်ခုကိုမေးပြီးဆိုရင်တိတ်ကလေးနေပါ Yeah, I'm quick. ask the question and you keep quiet. Do you understand? Yeah, answer for me. When your priest preach, they don't allow you to ask question also. I'm asking you professional question. I am giving the answer. Will you keep quiet? မင်းရဲ့ခရိယန်တရားဟောဆရာတွေလည်းမေခွန်းကိုဘယ်လိုမင်းရမှန်းမသိကြဘူးတဲ့ခရိယန်လူငယ်လေးကအခု professional မေခွန်းကိုကျွန်တော်မေးနေတယ်လေတဲ့ This is not debate. If you want to debate, call the most famous priest in Africa who can get 30,000-40,000. I'll debate with him. Do you understand? You're a kid. What is the use of debating with you? Mr. Zakaria ကငါဖြေနေတယ်လေမင်းတိတ်ကလေးနေမလားဒါက debate ပွဲမဟုတ်ဘူးမင်း debate လုပ်ချင်ရင်လူ3-4တောင်းလောက်ကိုစုနိုင်မဲ့အာဖရိကမှာရှိတဲ့အကျော်ကြားဆုံးခရိယန်တရားဟောဆရာကိုခေါ်လိုက်ငါသူနဲ့ debate လုပ်မယ်တဲ့မင်းသဘောပေါက်လားမင်းကခလေးပဲမင်းနဲ့ငါ debate လုပ်ရင်ဘာအတိတ်ပဲရှိမှလဲတဲ့မင်းကမေခွန်းမေးတယ်ငါအဖြေပေးနေတယ်အစ္စလမ်ဘာသာမှာတစုံတယောက်သောသူကအလ္လာဟ်ကိုငါခမဲတော်လို့ခေါ်ရင်မှားတဲ့အကြောင်းကိုမင်းကငါ့ကိုထောက်ပြခဲ့တယ်ဟုတ်ပါတယ်ဘာကြောင့်လဲဆိုရင်ခမဲတော်ဆိုတဲ့အတုံးအနှုံးဟာအနန္တတကုရှင်ဖယားသခင်ရဲ့ဂုဏ်တော်မဟုတ်ဘူးတဲ့ဒါပေမဲ့အဲ့ဒါဒီကိုရ်အာန်ကျမ်းပေါ်လာတဲ့နောက်ပိုင်းမှာဖယားသခင်ကိုအဘခမဲတော်လို့ခေါ်ခွင့်မရှိတော့တာဖြစ်တယ်ယေရှုကငါခမဲတော်လို့ပြောတာဟာကိုရ်အာန်ကျမ်းမပေါ်မီကဖြစ်တယ်ကိုရ်အာန်ကျမ်းမပေါ်မီယေရှုရှိနေခဲ့တာဖြစ်တယ်အဲ့ဒီအချိန်မှာမူဟာမက်မလာသေးဘူးဒါကြောင့်ယေရှုခရစ်တော်ကမူဟာမက်ကိုယုံကြည်ဖို့မလိုဘူးဒါပေမဲ့မူဟာမက်အကြောင်းကိုသူပရောဖက်ပြုသွားခဲ့တယ်တဲ့အဲ့ဒါကိုမင်းနားလဲသလားကိုရ်အာန်ကျမ်းမှာဖော်ပြထားတဲ့ပညတ်အားလုံးဟာကိုရ်အာန်ကျမ်းပေါ်ပြီးမှနာခံရမယ့်ပညတ်ချက်တွေဖြစ်တယ်ယေရှုခရစ်တော်ဟာကိုရ်အာန်ကျမ်းမပေါ်မီလာတဲ့သူဖြစ်တဲ့အတွက်ဖယားသခင်ကိုငါခမဲတော်လို့သူခေါ်လို့ရတယ်မင်းနားလဲလားယေရှုခရစ်တော်ဟာအဲ့ဒီခေတ်တုန်းကအလ္လာဟ်ရဲ့တမန်တော်ဖြစ်တဲ့အတွက်သူပြောသမျှမှန်တယ်ဒါပေမဲ့မင်းကမှားယွင်းတဲ့အရာတွေကိုယုံကြည်လက်ခံနေရင်တော့ငါတို့လက်ခံလို့မရဘူးတဲ့မင်းတို့ရဲ့ကျမ်းစာမှာရေးထားတဲ့အရာအားလုံးဟာဖယားသခင်ရဲ့စကားတော်ဖြစ်တယ်လို့ငါတို့မယုံဘူးဒါပေမဲ့ယောဟန်အခိုင်ကအငယ်30ကိုတော့မှန်တယ်လို့ယာနှုံးပြည့်သဘောတူလက်ခံတယ်တဲ့အစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးငါ့ကိုရှင်ပြိုင်ချင်တဲ့သဘောလားအစ္စလမ်ဘာသာအကြောင်းကိုမင်းဘာတွေသိတယ်လဲတဲ့ခရိယန်လူငယ်ကကျွန်တော်ကအစ္စလမ်မိသားစုမှာမွေးဖွားတဲ့သူဖြစ်တယ်တဲ့မစ္စတာဇကာနိုက်ကခရိယန်လူငယ်လေးကိုယေရှုကိုမင်းမယုံကြည်ဘူးဆိုရင်မင်းဟာအစ္စလမ်ဘာသာဝင်မဟုတ်ဘူးတဲ့လူငယ်လေးက no လို့ပြန်ပြီးတော့တုံ့ပြန်တယ်မစ္စတာဇကာနိုက်ကကိုရ်အာန်ကျမ်းမပေါ်မီကသူတို့ရဲ့ပြည့်ညတ်တွေဟာမတူဘူးဖယားသခင်ရဲ့ပရောဖက်အားလုံးကဖယားသခင်တပါးကိုပဲယုံကြည်ကြတယ်အဲ့ဒီအချိန်မှာဖယားသခင်ကိုအဘခမဲတော်လို့မခေါ်ရဘူးဆိုတဲ့ပြည့်ညတ်ချက်မရှိဘူးဒါပေမဲ့ကိုရ်အာန်ကျမ်းပေါ်လာတဲ့နောက်ပိုင်းမှာတော့အလ္လာဟ်ကိုအဖခမဲတော်အဖြစ်ခေါ်တာကိုတားမြစ်ထားတယ် So do you change Allah change his mind? Allah doesn't change the mind. So why are you saying? ခရိယန်လူငယ်လေးကဒါဆိုရင်အလ္လာဟ်ကမိမိစိတ်ကိုပြောင်းတာလားတဲ့မစ္စတာဇကာနိုက်ကအလ္လာဟ်ကမိမိစိတ်ကိုမပြောင်းဘူးတဲ့လူငယ်လေးကဒါနဲ့ခမည်းဘာပြောလိုက်တာလဲ
ဒီလူငယ်လေးကမစ္စတာဇက်ကာနိုက်ရဲ့မှားယွင်းတဲ့သွန်သင်ချက်ကိုထောက်ပြနိုင်တဲ့အတွက်မစ္စတာဇက်ကာနိုက်ဟာအခက်တွေ့ပါတော့တယ် Allah is not changing the mind, you're changing Be, the mind. you say before Jesus, for prophet of before Allah's father, but no, it's no father. Will you keep quiet? You are breaking the rule. Do you understand? You are breaking the rule. You don't understand. You are breaking the rule. In question answer time, you ask a question and you keep quiet. You aren't allowed to interject. This is not a debating session. Do you understand English? မစ္စတာဇက်ကာနိုက်ကအလ္လာဟ်ဟာစိတ်မပြောင်းဘူးမင်းပဲစိတ်ပြောင်းတာပါခရိယန်လူငယ်လေးကမူဟာမက်မတိုင်မီအလ္လာဟ်ကိုအဘခမဲတော်လို့ခေါ်လို့ရတယ်မူဟာမက်ရောက်လာတဲ့နောက်မှာတော့အလ္လာဟ်ကိုအဘခမဲတော်လို့ခေါ်လို့မရတော့ဘူးလို့ခမည်းပြောတယ်လေဆိုတော့မစ္စတာဇက်ကာနိုက်ကအလ္လာဟ်ကိုစိတ်ပြောင်းတဲ့သူအဖြစ်ပြောသွားတာကိုဒီခရိယန်လူငယ်လေးကတိပြီးတော့ထောက်ပြနေတာဖြစ်တယ်မစ္စတာဇက်ကာနိုက်ဟာတော်တော်လေးကိုစိတ်ဆိုးသွားတဲ့ပုံပေါ်နေတယ်ခရိယန်လူငယ်ရဲ့ပုံကိုယ်ရေးကိုထိခိုက်စေတဲ့စကားတွေကိုဆက်ပြီးတော့ပြောသွားတယ်မစ္စတာဇက်ကာနိုက်ကလူငယ်လေးကိုမင်းတိတ်ကလေးနေမလားစီးမင်းကိုမင်းချိုးဖောက်နေတယ်နော်မင်းနားမလဲဘူးမင်းကမေကွန်မေးတယ်ငါဖြေနေတဲ့အချိန်မှာကြားဖြတ်ပြီးတော့ပြောဆိုခွင့်မရှိဘူးမင်းကစီးကန်းကိုချိုးဖောက်နေတယ်မင်းအင်္ဂလိပ်လိုနားလဲသလား I think your English is poor. You have to go back to school to learn English. It's okay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 . If my English is poor, but I understand you. That's not fun of me, huh? Everybody's not fun of me. When you မင်းရဲ့အင်္ဂလိပ်စကားကတော်တော်ညံ့တယ်အင်္ဂလိပ်စကားကိုသင်ဖို့အကြောင်းပြန်တက်လိုက်ပါလို့ပြောလိုက်တယ်ခရိယန်လူငယ်လေးကဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော်ရဲ့အင်္ဂလိပ်စကားဟာညံ့ပါတယ်ဒါပေမဲ့ခမည်းပြောတဲ့အရာတွေကိုကျွန်တော်နားလဲတယ်လူအများရှိမှကျွန်တော်ကိုဟာတမလုပ်ပါနဲ့မစ္စတာဇက်ကာနိုက်ကလူငယ်လေးကိုဉာဏ်ပညာမရှိသေးတဲ့သူပညာဆက်သင်ဖို့လိုအပ်နေတဲ့သူဖြစ်တဲ့အကြောင်းဆက်ပြီးတော့ပြောသွားတယ်မစ္စတာဇက်ကာနိုက်ကယေရှုဟာအလ္လာဟ်ရဲ့တမန်တော်ဖြစ်တဲ့အတွက်အဲ့ဒီခေတ်တုန်းကဖယားသခင်ကိုငါခမဲတော်လို့ခေါ်တာပြဿနာမရှိဘူးဒါပေမဲ့ကိုရန်ကျမ်းပေါ်လာပြီးဖြစ်လို့ကိုရန်ကျမ်းမှာဘာတစ်ခုမှထပ်ဖြစ်ခြင်းနှုတ်ယူခြင်းမလုပ်ရတော့ဘူးလို့ဆိုပြီးတော့ခရိယန်လူငယ်လေးကိုမင်းကိုငါမင်းမယ် I'm asking you the question. When the Father is God, that means Jesus is not God. Do you believe Jesus is God? ခမဲတော်ဟာဖယားသခင်ဖြစ်ရင်ယေရှုဟာဖယားသခင်မဟုတ်ဘူးယေရှုဟာဖယားသခင်ဖြစ်တယ်လို့မင်းယုံသလားလို့ခရိယန်လူငယ်လေးကိုမေးလိုက်တယ် Yes, it's 100%. Contradiction. Very bad. There is very no bad. contradiction. Maybe your contradiction. ယာနှုံးပြည့်ကျွန်တော်ယုံကြည်တယ်တဲ့မစ္စတာဇက်ကာနိုက်ကအဲ့ဒါလွဲမှားတဲ့ယုံကြည်ချက်ပဲအရန်ဆိုးတယ်တဲ့လူငယ်လေးကကျွန်တော်မလွဲဘူးခမည်းကသာလွဲနေတာနေမှာပါလို့ပြောလိုက်တယ် Wait. Jesus said, I can of my own self do nothing. That means that God can do nothing. So do you? Shame on you. Shame, don't insult me. Respect, shame on you too. Don't insult me. မစ္စတာဇက်ကာနိုက်ကနေပါအောင်ယေရှုကငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်လို့ပြောပြီးပြီလေရှက်ဖို့ကောင်းလိုက်တာခရိယန်လူငယ်လေးကခမည်းကရှက်ရမှာကျွန်တော်ကိုအဲ့လိုမစော်ကားပါနဲ့လေးစားမှုရှိပါခမည်းလည်းရှက်တတ်ပါစေကျွန်တော်ကိုမစော်ကားပါနဲ့ So, Everyone is telling, your God can do nothing. Your God cannot do anything. မစ္စတာဇက်ကာနိုက်ကလူငယ်လေးကိုမင်းရဲ့ဖယားကဘာမှမတတ်နိုင်ဘူးမင်းရဲ့ဖယားကဘာမှမလုပ်နိုင်ဘူးယောဟန်အခိုင်ကအငယ်30ကိုပြန်ကြည့်ယေရှုကငါသည်ကိုယ်အလိုအလျောက်ဘာမှမတတ်နိုင်ဘူးလို့ပြောပြီးပြီဖယားသခင်ကငါဟာဘာအမှုကိုမှမတတ်နိုင်ဘူးလို့ဘယ်တော့မှပြောမှာမဟုတ်ဘူးတဲ့ so you say, I will do the will of my father. Please respect the speaker. Let him answer. I respect him, but he make me fun of me. Why? Hold your question. Because Hold your question. you're contradiction. လူငယ်လေးကငါခမဲတော်ရဲ့အလိုတော်အတိုင်းငါလုပ်မယ်လို့ယေရှုပြောတဲ့အကြောင်းကိုမစ္စတာဇက်ကာနိုက်ကိုထောက်ပြပေမဲ့မစ္စတာဇက်ကာနိုက်ကလူငယ်လေးကိုမင်းကတလွဲပြောနေတယ် You don't understand English. I understand. Please can you off the microphone? The brother is crazy. Please can you? He wants to preach. He wants to preach. The brother wants to preach. အင်္ဂလိပ်လိုမင်းနားမလဲဘူးတဲ့လူငယ်လေးကကျွန်တော်နားလဲတယ်လို့ပြန်ပြောလိုက်တယ်
အဲ့ဒီအခါမှာလူငယ်လေးသုံးနေတဲ့မိုက်ကိုပိတ်ပေးဖို့ရန်မစ္စတာဇက်ကာနိုက်ကတောင်းဆိုရင်းဒီညီအကိုလေးဟာအယူပဲသူတရားဟောချင်နေတာသူတရားဟောချင်နေတာကျမ်းစာမှာပြောထားတဲ့အရာကိုသူမေးခွန်းထုတ်နေတယ်ဆိုပြီးတော့ယောဟန်အခိုင်ငါအငယ်30ကိုပြန်ပြီးတော့အလွတ်ဆိုပြလိုက်တယ်ယေရှုကငါဒီကိုအလိုအလျောက်ဘာမှမတတ်နိုင်ဘူးလို့ပြောပြီးပြီယေရှုဟာဖယားသခင်ဖြစ်ရင်ငါမတတ်နိုင်ဘူးလို့ပြောမှာမဟုတ်ဘူးဒါပေမဲ့ယေရှုကငါဒီကိုအလိုလျောက်ဘာမှမတတ်နိုင်ဘူးလို့ပြောတဲ့အတွက်ယေရှုဟာဖယားသခင်မဟုတ်တဲ့သက်သေပဲ Understand English? Your problem, not my problem. And you're keeping on Thank you. repeating. မင်းအင်္ဂလိပ်လိုနားမလဲရင်ပြဿနာကငါမဟုတ်ဘူးမင်းပဲမင်းကပြောပြသားစကားကိုပဲထပ်ခါပြောတယ်ဆိုပြီးတော့သူတို့နှစ်ဦးရဲ့ဆွေးနွေးပွဲဟာအဆုံးမလှဖြစ်သွားပါတော့တယ်ဒေါက်တာဇက်ကာနိုက်ကယောဟန်အခိုင်ကအငယ်30ကိုအလွတ်ကျက်မှတ်ထားပေမဲ့အဲ့ဒီမှာသခင်ယေရှုပြောတဲ့စကားကိုသူနားမလဲဘူးသခင်ယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်လို့ပြောဆိုတာမှန်ပါတယ်ဒါပေမဲ့မစ္စတာဇက်ကာနိုက်ပြောသလိုယေရှုကသူဟာဖယားသခင်မဟုတ်ဘူးလို့ပြောနေတာမဟုတ်ဘူးယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်လို့မိန့်တော်မူခြင်းဟာမိဟာခမဲတော်ဖယားသခင်နဲ့တလုံးတဝတီးဖြစ်သောသားတော်ဖယားသခင်ဖြစ်ကြောင်းမိရဲ့ဖယားဇာတိတော်ကိုပြောကြားတော်မူခြင်းဖြစ်ပါတယ်ယောဟန်အခိုင်ကအငယ်30ကိုအစကနေအဆုံးအထိဂရုတစိုက်ကြည့်ရအောင်ငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်ငါသည်ကြားသည်အတိုင်းတရားစီရင်၏ငါစီရင်ခြင်းသည်လည်းတရားတော်နှင့်ညီညွတ်၏အကြောင်းမူကားငါသည်ကိုအလိုသို့မလိုက်ငါကိုစေလွတ်တော်မူသောခမဲတော်၏အလိုသို့လိုက်၏ယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်လို့မိန့်တော်မူခြင်းအကြောင်းရင်းကိုနောက်ဆုံးစာပိုက်မှာယေရှုကအခုလိုရှင်းပြထားပါတယ်အကြောင်းမူကားငါသည်ကိုအလိုသို့မလိုက်ငါကိုစေလွတ်တော်မူသောခမဲတော်၏အလိုသို့လိုက်၏သခင်ယေရှုကမိဟာခမဲတော်ရဲ့အလိုတော်ကိုပြည့်စုံစေဖို့လူစားတိအဖြစ်ကိုခံယူပြီးကြွလာသောသားတော်ဖယားသခင်ဖြစ်တော်မူသောကြောင့်မိရဲ့အလိုဆန္ဒအတိုင်းအဘယ်အမှုကိုမျှမပြုဘူးမိရဲ့တရားစီရင်ခြင်းဟာလည်းခမဲတော်ရဲ့အလိုတော်နဲ့အညီစီရင်တော်မူကြောင်းငါသည်ကြားသည်အတိုင်းတရားစီရင်၏ငါစီရင်ခြင်းသည်လည်းတရားတော်နဲ့ညီညွတ်၏လို့မိန့်တော်မူပါတယ်အဲ့ဒီနေရာမှာသခင်ယေရှုကငါသည်ဆိုတဲ့ first person ကိုသုံးထားပါတယ်ခမဲတော်ရဲ့အလိုတော်တို့ကိုအခြားသောပုဂ္ဂိုလ်တွေစီကနေထပ်ဆင့်ပြီးတော့ကြားရတာမဟုတ်ဘူး first person အနေနဲ့တိုက်ရိုက်ကြားရတာဖြစ်တယ်ခမဲတော်ရဲ့အလိုတော်တို့ကို first person ပထမပုဂ္ဂိုလ်အဖြစ်ကြားတဲ့အကြောင်းရင်းမှာယေရှုဟာခမဲတော်ဖယားသခင်နဲ့တလုံးတဝတီးဖြစ်တော်မူသောသားတော်ဖယားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်ပါတယ်သခင်ယေရှုကသူ့ရဲ့အလိုဆန္ဒအတိုင်းအဘယ်အမှုကိုမျှမပြုတ်နိုင်တဲ့အကြောင်းရင်းမှာသခင်ယေရှုဟာခမဲတော်ဖယားသခင်နဲ့တလုံးတဝတီးဖြစ်တော်မူသောသားတော်ဖယားသခင်ဖြစ်တော်မူသောကြောင့်ခမဲတော်ရဲ့အလိုဆန္ဒကိုစန့်ကျင်ပြီးတော့အဘယ်အမှုကိုမျှမပြုတ်နိုင်ဘူးလို့သခင်ယေရှုကကျွန်တော်တို့ကိုပြောပြနေတာဖြစ်တယ်။အဲ့ဒီတော့သခင်ယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်လို့မိန့်တော်မူခြင်းမှာဒေါက်တာဇက်ကာနိုက်ပြောသလိုယေရှုကသူဟာဖယားသခင်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူး။မိဟာဖယားသခင်ဖြစ်တော်မူကြောင်းကိုအတိအလင်းအတည်ပြုပြောကြားတော်မူခြင်းဖြစ်ပါတယ်။ယောဟန်အခိုင်ကအငယ်30ဟာယောဟန်အခိုင်ကအငယ်18ကနေ29ရဲ့အကျဉ်းချုပ်ဖြစ်ပါတယ်ဆိုလိုတာကယောဟန်အခိုင်ကအငယ်30ဟာရှေ့ပိုင်းအခန်းတွေမှာသခင်ယေရှုပြောထားတဲ့အကျဉ်းချုပ်ဖြစ်ပါတယ်ယောဟန်အခန်းကြီး9ဟာသခင်ယေရှုရဲ့ဖယားဇာတိတော်ကိုရှင်းလင်းစွာဖော်ပြနေတဲ့ကျမ်းချက်ဖြစ်ပါတယ်ယောဟန်အခန်း9မှာသခင်ယေရှုပြောပြထားတဲ့မိရဲ့ဖယားဇာတိတော်ကိုယုံကြည်သူတိုင်းသိမှတ်ထားဖို့အလွန်အရေးကြီးပါတယ်။အဲ့ဒီတော့သခင်ယေရှုရဲ့ဖယားဇာတိတော်ကိုပို့ပြီးနားလည်သဘောပေါက်နိုင်ဖို့ယောဟန်အခန်း9အငယ်18ကနေ23အထိကိုအတူချုပ်ကြည့်ရအောင်ပါ။ယောဟန်အခန်း9အငယ်18ကနေ19မှာယေရှုကမိဟာခမဲတော်ဖယားသခင်နဲ့ဖယားဇာတိတော်တန်းတူဖြစ်တဲ့အကြောင်း
ဖန်ဆင်းတော်မူတဲ့အရာများကိုတည်စေဖို့ခမဲတော်နဲ့အတူအလုလုတော်မူသောသားတော်ဖယားသခင်ဖြစ်တော်မူကြောင်းပြောကြားတော်မူပါတယ်။ယောဟန်အခန်းကအခန်းငယ်21ကနေ29မှာယေရှုကတကိုးတော်နဲ့တရားစီရင်ခြင်းအခွင့်အာဏာတော်၌မိမိဟာခမဲတော်ဖယားသခင်နဲ့တလုံးတဝတည်းဖြစ်သောသားတော်ဖယားသခင်ဖြစ်ကြောင်းခမဲတော်သည်အသက်ပေးပိုင်တော်မူသောသူဖြစ်တော်မူသည်နှင့်တူမိမိလည်းအသက်ပေးပိုင်တော်မူသောသားတော်ဖယားခင်ဖြစ်တော်မူကြောင်းလူသားအားလုံးကိုတရားစီရင်မဲ့သူဖြစ်ခြင်းမှာလည်းမိမိဟာခမဲတော်နဲ့တန်းတူဖြစ်သောကြောင့်ခမဲတော်ကိုယိုသေးသည်နည်းတူမိမိကိုလည်းယိုသေးရမယ့်အကြောင်းသခင်ယေရှုကမိမိရဲ့ဖယားဇာတိတော်ကိုထုတ်ဖော်ပြောကြားတော်မူပါတယ်ဒေါက်တာဇကီရနိုက်နဲ့အစ္စလမ်ဘာသာဝင်အတော်များများကယောဟန်အခန်းကအငယ်30မှာယေရှုကငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမျှမပြုတ်နိုင်လို့ပြောထားတဲ့အတွက်ယေရှုကသူဟာဖယားသခင်မဟုတ်ဘူးလို့ပြောတဲ့အကြောင်းအဲ့ဒီကျမ်းချက်ကိုတတ်သိအဖြစ်အသုံးပြုဖို့ကြိုးစားကြတယ်တကယ်တော့ဒီယောဟန်အခန်းကအငယ်30ဟာယေရှုကမိမိရဲ့ဖယားဇာတိတော်ကိုအတည်ပြုပြောကြားတော်မူတဲ့ကျမ်းချက်ဖြစ်ပါတယ်ယေရှုသည်ခမဲတော်ဖယားသခင်နဲ့တန်းတူဖြစ်သောထာဝရသားတော်ခမဲတော်ဖယားသခင်ကဲ့သို့ယိုသေးလေးမြတ်ခြင်းနဲ့ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသောထာဝရသားတော်ဖြစ်တော်မူပါတယ်အပြစ်ရှိသောလူသားများကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ရန်ခမဲတော်ဖယားခင်စေလွတ်တော်မူသောတပါးတီသောကယ်တင်ရှင်မေရှိယကနောင်တရပြီးသူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံသောသူတို့ရဲ့ယခုဘဝနောင်ဘဝကိုအခုလိုအာမခံတော်မူပါတယ်ယောဟန်အခန်းကအငယ်24မှာသခင်ယေရှုကငါအမှန်အကန်ဆိုသည်ကားငါစကားကိုနားထောင်၍ငါကိုစေလွတ်တော်မူသောသူကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရသေခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူဖြစ်၏မိတ်ဆွေကျိုးလွန်ထားတဲ့အပြစ်တွေအတွက်နောင်ဘဝမှာငရဲသွားရမဲ့သူဖြစ်တယ်ဆိုရက်မိမိရဲ့အခြေအနေမှန်ကိုသိပြီးတော့ကယ်တင်ရှင်လိုအပ်နေရင်ဖယားခင်ပြည့်ညတ်တော်တွေကိုချိုးဖောက်ပြီးတော့တင်လုံနေကြအပြစ်တွေကိုဆက်လုံနေမဲ့အစားတင့်ကိုမကယ်တင်နိုင်တဲ့ပုံကိုယ်တွေအရာတွေရဲ့နောက်ကိုဆက်ပြီးတော့လိုက်နေမဲ့အစားတင့်ကိုကယ်တင်နိုင်သောကယ်တင်ရှင်ယေရှုခရစ်တော်ထံမှာကိုရောအပြစ်ရှိသောကျွန်တော်ကိုကယ်တင်တော်မူပါအလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုပြောင်းလဲပေးတော်မူပါနောက်တော်ကိုအစဉ်အမြဲကျွန်တော်လိုက်နိုင်ဖို့ကိုညီမဆတော်မူပါဆိုပြီးတော့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ဂတိတော်အတိုင်းသင်ရဲ့အပြစ်အားလုံးကိုခွင့်လွှတ်တော်မူမှာဖြစ်တယ်အခုဘဝမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောသစ်ကိုပေးတော်မူမှာဖြစ်ပြီးနောင်ဘဝမှာအိုနာသေးချင်းကင်းသောကောင်းကင်နိုင်ငံတော်မှာအစဉ်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါအပ်ပါတယ်အားလုံးပေါ်မှာဖခင်သခင်ကောင်းချီးပေးပါစေ